ထိုမျိုးသားသည်ကိုမဝင်နေသည့်သူ၏တူမတော်ဆက်သူမိန်းကလေး၏လက်ကိုကင်ကာလက်စွပ်တကွင်းကိုကိုယ်တိုင်ဆုပ်ပေးခဲ့သည်ထို့နောက်သူတဦးရဲထိုင်နေရင်ပြုံးမိသွားသည့်အကြောင်းမှာထိုမိန်းကလေးသတိမေမျောနေချိန်မှသာသူ၏ရင်ထဲကစကားများကိုထုတ်ပြောနိုင်သောကြောင့်ဖြစ်သည်သူမသည်သူနှင့်သွေးသားမတော်ဆက်တော်လဲသူ၏ခံစားချက်များကိုရင်ထဲမှာပဲအမြဲမြုံနှံထားခဲ့သည်သို့တော်ယနေ့သူ၏စစ်မှန်သောခံစားချက်များကိုထုတ်ဖော်ပြောဆိုလိုက်သည့်ခဏမှာပင်မိန်းကလေးသည်သူ့ကိုထာဝရဆုံးခွာသွားခဲ့လေသည်ထိုမျိုးသားအတွက်လက်ခံနိုင်ရန်အလွန်ခက်ခဲသွားခဲ့သည်သူကြာရှည်စွာချစ်ခဲ့ရသူကသူ့ကိုယခုလိုအလွယ်တကူဆုံးခွာသွားနိုင်သည်ကိုသူမယုံကြည်နိုင်ဖြစ်နေသည်သို့တော်လွန်ခဲ့သော3နှစ်လုံးလုံးမိန်းကလေးကိုမဝင်နေစဉ်အတွင်းသူပြောသမျှစကားတိုင်းဖွင့်ဟော်ဝင်ခံချက်တိုင်းကိုသူမအတိုင်းသားကြားနေခဲ့ရသည်ဆိုသည်ကိုထိုမျိုးသားမသိခဲ့ပါထို့ကြောင့်ပင်တေဆုံးခံသည့်ချိန်တွင်မိန်းကလေးကအကယ်၍နောက်ဘဝသာရှိခဲ့ရင်ဒီလူသားရဲ့အချစ်ကိုတေချာပေါက်ပြန်လဲတုတ်ပြန်ပါမယ်ဟုရင်ထဲကနေတတိတစ္ဆာပြုခဲ့သည်သူမထို့သို့ပြောလိုက်သည်နှင့်တပြိုင်နက်အထက်ကလူဘုရားသခင်ကနားညောင်းခဲ့သည်ထင်ပါသည်သူမနောက်ထပ်ဘဝတစ်ခုပြန်လဲရရှိခဲ့သည်မိန်းကလေးတတိယလာသည်နှင့်တပြိုင်နက်ဆောင်မေးပွဲတွင်အမှတ်အနည်းဆုံးရရှိသဖြင့်သူမကိုဖခင်ဖြစ်သူကအော်ဟစ်ဆူပူနေသည်ကိုကြားလိုက်ရသည်မျက်လုံးဖွင့်ကြည့်လိုက်သောအခါသူမရှိမှပထမဆုံးမြင်လိုက်ရသူမှာထိုမျိုးသားပင်ဖြစ်သည်သူ့ကိုမြင်လိုက်ရသဖြင့်မိန်းကလေးသည်အလွန်မင်းဝမ်းသာသွားကမိသူကိုမျှဂရုမစိုက်တော့ဘဲသူရှိရာသို့တန်းပြေးသွားပြီးတင်းကျပ်စွာဖတ်ထားလိုက်သည်သို့တော်သူကသူမကိုအသာအရာတွန်းဖယ်လိုက်သည်ထိုအခါမိန်းကလေးသည်တခုခုကိုနားလည်ရန်စူးစမ်းနေစဉ်မှာပင်အထက်တန်းကျောင်းတုန်းကသူမ၏ဘယ်ဘက်လက်မှာရခဲ့သောအပူလောင်တန်ရာအမာရွတ်မှာယခုအခါလုံးဝပျောက်ကင်းနေပြီဖြစ်ကြောင်းသတိပြုမိသွားသည်ဒါကိုမြင်လိုက်ရချိန်မှာတော့သူမသည်သူမ၏အထက်တန်းနောက်ဆုံးတစ်ဘဝကိုပြန်ရောက်သွားပြီဆိုတာကိုနားလည်သွားခဲ့သည်ထို့ကြောင့်ပင်ယခုတစ်ချိန်တွင်အရာအလုံးကိုပြောင်းလဲပြစ်မိဟုသူမဆုံးဖြတ်လိုက်သည်အခြေအနေကအနှဲငယ်အနေရခက်လာသောအခါမိထွေးဖြစ်သူနှင့်သူမ၏သမီးတို့ကကြားဝင်ပြီးစကားလမ်းကြောင်းတွေကထိုမျိုးကိုကျေးဇူးပြုပြီးစိတ်ထဲမထားပါနဲ့ဟုပြောကြသည်သို့တော်ဒါကိုကြားပြီးနောက်မိန်းကလေးကသူတို့ကိုဘာမှပြန်မပြောခဲ့ပါအကြောင်းမှာသူတို့နှစ်ယောက်လုံးကသူမကိုချစ်ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်းသူမသိနေသောကြောင့်ဖြစ်သည်လွန်ခဲ့သောဘဝက3နှစ်လုံးလုံးကိုမဝင်နေစဉ်အတွင်းသူမစီတို့တခါမှပင်လာမကြည့်ခဲ့ကြသူများဖြစ်သည်ထို့ကြောင့်ယခုအခါမိန်းကလေးသည်လူများနှင့်အတူမနေလိုတော့ပါထို့ကြောင့်သူမသည်ထိုမျိုးသားနှင့်အတူသူ့အိမ်သို့ပြန်လိုက်သွားခဲ့သည်သို့တော်အိမ်ရောက်ချင်းမှာပင်ထိုမျိုးသားသည်မင်္ဂလာစကားပြောရန်မိန်းကလေးကြည့်ရန်သွားတော်မူဖြစ်ကြောင်းသိလိုက်ရသည်ထိုစကားကိုကြားချင်းမှာပင်သူမကသူ့ကိုချက်ချင်းဆွဲလိုက်ပြီးရှင်ကျမကိုအိမ်စာတွေကူလုပ်ပေးရမယ်ဟုပြောလိုက်သည်ထိုအကြောင်းပြချက်ကြောင့်ပင်ထိုမျိုးသားမှာမင်္ဂလာကိစ္စသွားပြောမည့်အစီအစဉ်ကိုဖျက်သိမ်းလိုက်ရပါတော့သည်ကဲနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့ဗီဒီယိုကို like ပေးခဲ့ပါဦး